Ciao a tutti, alla Menilava. Tomorrow's the ring only Pachinagaro, Lamet Septimala Sangayaniga Sabi, Zoom classes de Shibame, 101 class le Shima Chipare, a daisy teaching lotion, Pona Batonyako, Chak Kong, Chak Dito, Kunshiligo Sebi, Mimia Naimare. Italian basic grammar net at the Pidena, Serotine, Apona Miago, a negama, a miagan of young chinglo. သင်ခန်းစာကိုပေးမှာဖြစ်ပါတယ်။အိုနဲ့ဆုံးတဲ့နာအများစုကအဖို့နာလေးဖြစ်တယ်လို့ပြောခဲ့ပါတယ်။သူနဲ့တွဲတော့မယ် article the ဆိုပါတော့သူကလည်း il ကိုသုံးပြရမှာဖြစ်တယ်။ဆိုတော့အနေကြီးကနေအများကြီးကိုပြောင်းချင်တဲ့အခါ article il ကနေတော့ e ကိုသွားမယ် l ပြုတ်သွားမယ်။နောက်တစ်ခါနာမှာရှိတဲ့ o ကioဖြစ်သွားမယ် il libro the book ဒီမှာ i libri ဒီ il ကနေပြီးတော့ io ပြောင်းသွားမယ်နောက်ဒီ o ကနေပြီးတော့ io ပြောင်းသွားမယ် libro libri il libro i libri the books လို့အဓိပ္ပာယ်ရတယ်စာအုပ်များအဲ့ဒီလိုပဲ il gatto ကြောင့်အများကြီးကိုပြောင်းချင် il ကနေ e ကိုဖြစ်သွားပြီးတော့ gatto ကနေပြီးတော့ gatti ဖြစ်သွားတယ် il gatto i gatti the cats il treno i treni the trains il corpo the body i corpi the bodies il capo i capi the leaders ခေါင်းဆောင်များ capo လို့ပြောတဲ့အခါကျခေါင်းကိုလည်းခေါ်တယ် il tavolo the table i tavoli the tables စပွဲများလို့အဓိပ္ပာယ်ရတယ် il battello il battello ဆိုတာ the boat ဒါလှေတွေခေါ်တယ်ဆက်လေးတွေခေါ်တယ် i battelli il battello i battelli the boats လို့အဓိပ္ပာယ်ရတယ်။ဘာသာစကားတစ်ခုကိုသင်တဲ့အခါစစ်စစ်သင်တော့ကတော့ဒီလေယူလေသိန်းကို music တစ်ခုလို့သဘောထားပြီးတော့သင်ယူခဲ့ပါတယ်။ဘာသာစကားထဲမှာသူလေယူလေသိန်းလေးတွေကမတူပါဘူး။ကိုကစိတ်ထဲမှာဒီ Italian စကားကတော့ဒီ music လေးနဲ့ဆင်တယ်။အင်္ဂလိပ်စကားကတော့ဒီ music လေးနဲ့ဆင်တယ်။အဲ့လို music တစ်ခုလို့ပဲလေသတ်မှတ်ပြီးတဲ့နောက်နားထောင်မ listening ပေါ့နားလဲနားထောင်ရင်လည်းသူ့ရဲ့ music ကလေးလေးသိန်းတိုင်းသူသွားလို့ရှိရင်အဲ့ဘာသာစကားသူကိုပို့ပြီးရင်တော့ပြ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 ောလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ Italian အဖို့နံတွေကိုအနေကင်းကနေအများကင်းလို့ပြောင်းတဲ့အခါ article il ကနေ e ကိုပြောင်းသွားမယ် o ကနေပြီးတော့ e ကိုပြောင်းသွားမှာဖြစ်ပါတယ်အားလုံးပဲ Italian စာကိုကောင်းမွန်မှတ်ယူနိုင်ပါစေလို့ဆန္ဒပြုပါတယ်